မင်္ဂလာပါမိတ်ဆွေအာယုံစူးစိုက်မှုနဲ့အချိန်ကုန်ရဲ့ပေါင်းစပ်မှုရလက်ကအောင်မြင်မှုပန်းနိုင်တာဖြစ်တယ်ဆိုရင်ဒီနေ့ကျွန်တော်တို့ပြောပြချင်တာကကမ္ဘာပေါ်မှာအမြန်ဆုံးတပ်တော်ဟာပယ်ကွင်ဖာကွန်လို့ခေါ်တဲ့သိငယ်အကြောင်းပါသူဟာတနာရီကိုမိုင်200ကျော်အချိန်နဲ့ကောင်းကင်ယံကနေဆင်းသက်နိုင်ပါတယ်သူ့စီကနေကျွန်တော်တို့အတွေ့ယူရမှာကသူ့ရဲ့အချိန်တစ်ခုတည်းမဟုတ်ပါဘူးအစုံထိတိုက်ပွဲဝင်တတ်တဲ့စိတ်ဓာတ်ပါသူကမွေးကလေးကကောင်းကင်ရဲ့ဘရင်ဖြစ်လာတာမဟုတ်ပါဘူးသူ့ရဲ့ပထမဆုံးပြန်တန်းခြင်းကသေမင်းနဲ့ကစားတဲ့ကစားပွဲပါအတိုက်ထဲကနေပထမဆုံးခုံချရတဲ့အချိန်မှာသူ့မှာအကြောက်တရားရှိတယ်အဲ့ဒီအကြောက်တရားတွေပူကြီးမားတာကသူ့ရဲ့ပြန်တန်းခြင်းစိတ်ပဲလေတို့ရဲ့ပြားကိုခံနိုင်ရှိအောင်အချိန်ကြီးနေကျင်ရတယ်လေပြင်းတွေကြားမှာတောင်ပန်ကိုဘယ်လိုထိန်းရမလဲဆိုတာကိုရာနဲ့ချီတဲ့အမားတွေကြားကနေသင်ယူခဲ့ရတာပါသင်ရဲ့ဘဝမှာရောပထမဆုံးခြေလမ်းကိုလှမ်းဖို့ကြောက်နေတော့ဝင်လာတိတ်ငလေးကတောင်ပန်မခတ်ခင်မှာပဲအမိငါနေပြုတ်ချခဲ့ဘူးတာပါဒါပေမဲ့သူဟာမြေပြင်မှာပဲဝင်မနေခဲ့ပါပြန်တက်တယ်ပြန်ခုန်ချတယ်နောက်ဆုံးတော့ကောင်းငင်ကိုသူစိုးမိုးသွားတယ်တိတ်ငရဲ့သားကောင်ပန်းနဲ့ဖြစ်စဉ်ဟာလည်းတိတ်ကိုထူးခြားပါတယ်အမြင့်ကြီးကလည်းအောက်ကတောင်းကောင်ကိုကြည့်နေတယ်ပြင်းမက်ကိုမြင်မိဆိုတာနဲ့ကဘာမီဆွဲရကိုသူ့ရဲ့လက်နက်အဖြစ်ပြောင်းလဲလိုက်တယ်အတောင်ပံတွေကိုရုပ်သိမ်းခန္ဓာကိုယ်ကိုကြည်စံပုံစံလုပ်ပြီးတော့ပို့ဆင်းလိုက်တဲ့အခါသူ့ရဲ့မျက်လုံးထဲမှာလက်ရည်တွေမထွက်အောင်အသက်ရှူရက်မသွားခန္ဓာကိုယ်ကအလိုလျောက်ပြုပြင်ပြောင်းလဲပေးရတယ်ဒါဆွတ်လွတ်မှုပဲသူကလုံခြုံမှုကိုဆွတ်လွတ်လိုက်မှအမြန်ဆုံးရင်ကိုရတာပါသင်လည်းအောင်မြင်ခြင်းသင်ရဲ့လုံခြုံမှုဆိုတဲ့အတူရောင်နေပင်ကနေအရှိန်နဲ့ထိုးဆင်းရတဲ့တတိရှိဖို့လိုပါတယ်။သိငယ်ကအမြင့်ပေထောင်ပေါင်းများစွာကနေမြေပြင်ပေါ်ကသားကောင်ကိုမြင်အောင်ကြည့်နိုင်တဲ့မျက်လုံးရှိတယ်။သူ့ရဲ့အောင်မြင်မှုပြည့်ဝချက်ကတစ်ခုတည်းပါ။အဲ့ဒါကပြည့်မှတ်ကိုတဲတဲကွယ်ကွယ်မြင်ခြင်းပါ။မင်းရဲ့ဘဝမှာရောမင်းဘာဖြစ်ချင်လဲဆိုတာကိုတဲတဲကွယ်ကွယ်မြင်ရလား။လူတွေအောင်မြင်မှုနဲ့ဝေးနေတာကရည်ချင်းမရှိလို့မဟုတ်ပါဘူး။ပြည့်မှတ်ကဝေဝါးနေလို့ပါ။သိငယ်ကသူ့ရဲ့ပြည့်မှတ်ကိုမြင်မိဆိုတာနဲ့ဘေးပတ်ဝန်းကျင်ကိုသူမေးလိုက်တယ်။သူမြင်တာကသူ့ရှေ့ကပြည့်မှတ်တစ်ခုတည်းပဲ။အောင်မြင်ရင်မင်းလည်းသိငယ်လို့ပဲ။ဘေးကဝေဖန်တဲ့အနောက်ရှက်တွေကိုမျက်ကွယ်ပြုပြီးမင်းသွားခြင်းနဲ့လမ်းကိုပဲစူးစူးဆိုင်ဆိုင်ကြည့်ရပါလိမ့်မယ်။သိငယ်ကတခါတလေသူ့ရဲ့ငကိုမူလတောတောင်တွေကိုစွန့်ခွာပြီးတော့မြို့ကြီးပြကြီးအစီကိုရောက်လာတတ်တယ်။မိုးမြော်တိုက်ကြီးတွေပေါ်မှာသူတို့အတိုင်းလောက်ကြတယ်။သူတို့အတွက်တော့တဘာဝတောတောင်ပဲဖြစ်ဖြစ်ကွန်ကရစ်တိုက်ကြီးတွေပဲဖြစ်ဖြစ်အရေးမကြီးဘူးအရေးကြီးတာကရှင်သန်ဖို့နဲ့အမဲလိုက်ဖို့ပဲဒါဟာမင်းအတွက်အကြီးမားဆုံးသင်ခန်းစာပါအခြေအနေတွေပြောင်းလဲသွားလို့ကိစ္စတွေပြောင်းလဲသွားလို့ဆိုပြီးအရှုံးမပေးပါနဲ့ပတ်ဝန်းကျင်ကိုအပြစ်တင်နေမယ်အစားအဲ့ဒီပတ်ဝန်းကျင်မှာပဲမင်းဘယ်လိုနေထိုင်မလဲဆိုတာကိုပဲစဉ်းစားပါသိငယ်ကဘယ်နေရာမှာဆိုရှင်သန်နိုင်တယ်လို့မင်းရဲ့ရည်ချင်းဟာလည်းဘယ်ပတ်ဝန်းကျင်မှာမဆိုတောက်ပနေရပါမယ်မိတ်ဆွေသိငယ်ကမွေးကလေးကအများဆုံးဖြစ်လာတာမဟုတ်ပါဘူးသူဟာပြန်တန်းခြင်းကိုလေ့ကျင့်ရတယ်အမဲလိုက်ခြင်းကိုသင်ယူရတယ်မင်းလည်းမင်းရဲ့ကြောက်တရားတွေကိုဖယ်ခွာလိုက်ပါပြစ်မှတ်ကိုစူးစူးဆိုင်ဆိုင်ကြည့်ပါပြီးရင်မင်းရဲ့အချိန်ကိုအဆုံးထိတင်လိုက်ပါလောကမှာအဆုံးရှုံးဆုံးအရာကအကြောက်တရားကြောင့်ဘာမှမလုပ်ဘဲနေလိုက်ရတာပါပဲသိငယ်လိုစိတ်ဓာတ်ကိုမွေးမြူပြီးမင်းရဲ့အောင်မြင်မှုကောင်းကင်ယံကိုစုမိုးလိုက်ပါဒီဗီဒီယိုလေးကသင်အတွက်ခွန်အားဖြစ်စေမယ်လို့ထင်ပါတယ် awareness ကမိတ်ဆွေတွေအတူတူအမြဲရှိနေပါကျေးဇူးတင်ပါတယ်ခင်ဗျာ